မင်္ဂလာပါနော်မင်္ဂလာပါနော်ဆိုတော့ဒီမှာ GBB NZD နယူးဇီလန်ပေါ့နော်အင်္ဂလန်ပေါင်နဲ့နယူးဇီလန်အတွဲလေးကိုကြည့်မယ်ကျွန်တော်တို့ဒီမှာ signal လေးကိုလည်းကြည့်လိုက်မယ် signal ကြည့်လိုက်တဲ့အချိန်မှာလမ်းတွေကမပြသေးဘူးဗျာသူကတော့ Euro Japan ပြနေဒါပေမဲ့ကျွန်တော်က New Zealand ကြိုက်တယ်ခဏလေး signal လေးကိုခဏထားလိုက်မှာကျွန်တော် Tran လေးနဲ့သွားကြရအောင်ဒီမှာ New Zealand အတွဲလေးပေါ့နော် Okay သူ့ရဲ့ကြံခဲ့တဲ့9မိနစ်လောက်ကဈေးတန်းကဒါအနိုင်ဆုံးပဲအဲ့တော့ဒီကောင်ကဒီထက်နှိမ့်စရာအကြောင်းမရှိတော့ဘူးဒီထက်နှိမ့်စရာအကြောင်းမရှိတော့ကျွန်တော်မြန်လေးဝင်မယ်ဆိုတော့ဝန်နာလေးကလည်းပြကျင်သေးတာဆိုတော့ကျွန်တော်ဝန်နာလေးကလည်းပြကျင်သေးတာဆိုတော့ပြိတ္တအပေါင်းသူတော်ကောင်းဝန်နာလေးကလည်းပြရအောင်ပါဆိုတော့ဒီမှာပါဗျာနော်ကျွန်တော်10နဲ့10မိနစ်နဲ့နည်းနည်းတော့နောက်ကျသွားပြီကျွန်တော်ဝင်ပြီအတက်ခလုတ်နှိပ်လိုက်ပြီနော်အတက်ခလုတ်နှိပ်လိုက်ဒီမှာအဲ့တော့ရှေ့က2စက္ကန့်ကျန်တယ်โอเคကျွန်တော်နှိပ်ပြီးဒီမှာဝင်ထားတာဒီမှာနော်တက်သွားတယ်ဆိုစိတ်ချမ်းသာစရာပေါ့ဗျာစိတ်ချမ်းသာစရာပေါ့စိတ်ချမ်းသာစရာလေးပေါ့ဗျာကဲဒီမှာ signal ကတော့ဘာပြနေလဲဆိုဒီမှာ AUD USD အကျပြနေတယ် Euro Japan ကတော့အတက်ပြနေတယ်ပေါ့ဗျာနော်ကဲထားလိုက်ပါကျွန်တော်တို့ဟာလေးကတော့အခြေအနေကောင်းနေတယ်ဟောဆိုရှေ့ကိုလွန်ခဲ့တဲ့15မိနစ်လောက်အထိကြည့်လိုက်တဲ့အချိန်မှာဒီဈေးတန်းအောက်ကိုမကြဘူးလေသိလားဒီဈေးတန်းအောက်ကိုမကြဘူးဗျာအဲ့ကြတော့ကျွန်တော်တို့ဒါမှန်တယ်လို့ပြောရမှာပေါ့နော် trading မှာတော့အမြဲမှန်တယ်ဆိုတော့မရှိပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကနိုင်ဖို့အခြေအနေပိုများတယ်ဆိုတဲ့အနေအထားပေါ့လေအခုဆိုရင်ဒါလုံးဝထောင်တက်သွားပြီဗျာဒါမှမနိုင်ရင်ဘယ်လိုနိုင်တော့မှာဗျစဉ်းစားတာကြည့်အဲ့တော့ကျွန်တော်တို့က10မိနစ်အချိန်တွင်းမှာဘာဖြစ်လို့ဒီလိုကန်တဲ့တိုင်နေများနေရလဲလို့တချို့ကမေးလိုက်မယ်သတိထားမိရဲ့သူကဘာလို့များနေရလဲဆိုကျွန်တော်ကကန်တဲ့တစ်ခုကို9စက္ကန့်ထားလို့ပါနော်9စက္ကန့်ဘာလို့လဲဆိုကျွန်တော်ထင်ထင်ရှားရှားတက်ထင်ထင်ရှားရှားကြတာကိုမြင်ချင်းလို့ပါအခုမှစက္ကန့်30ပဲရှိပါသေးတယ်ရေးကြည့်ပါ1 2 3 4 5 6 9 10 11 12 13 14 15ဆိုတော့ငါလီ25 25ဆိုတော့30เนาะဒီမှာအခုမှဒါနောက်ထပ်15တိုင်ပြန်ဆောက်အောင်ပါเนาะဒါပေမဲ့ဘာပဲပြောလေကျွန်တော်တို့ဝင်ထားတာဒီအနေထားမှာဝင်ထားတယ်ဈေးနှုန်းဒီလောက်မှရှိနေဆိုတာဘာပဲပြောကျွန်တော်တို့ဘက်မှာရှိနေတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာပြောင်းလို့ရတယ်အဲ့တော့9စက္ကန့်စာကျွန်တော်အခုဒါဆိုဝန်းသွားပါပြီโอเคเนาะဒါကျွန်တော်တို့ဒီ zoom နဲ့ trade ပြနေတာပေါ့เนาะအခုလို trading နဲ့ပတ်သက်တဲ့ knowledge တွေ trading နဲ့ပတ်သက်တဲ့ဘလို့နိုင်အောင်ထွက်ရမယ်ဆိုတော့ free knowledge sharing zoom class တွေတက်ချင်တယ်ဆိုရင်ကျွန်တော်အကောင့်လေးမှာ free class ဆိုပြီးရေးခဲ့ပေးပါကျွန်တော်အကောင့်လေးကိုလည်း follow လေးပေးခဲ့ပေးပါ trading ကိုငွေထည့်သည်ဖြစ်စေမထည့်သည်ဖြစ်စေစိတ်ဝင်စားသူများလေ့လာနိုင်ပါတယ်เนาะကျေးဇူးတင်ပါတယ်